ကတော့ကမ္ဘာအသေးငယ်ဆုံးနိုင်ငံပါပြောပြရင်ခင်ဗျားတို့တောင်ယုံမှာမဟုတ်ပါဘူးဒီနိုင်ငံမှာစပိန်ညှက်ဖို့ဆိုရင်တောင်နိုင်ငံခြားကိုတွားရတာမျိုးပါနိုင်ငံတစ်ခုလုံးကိုပတ်ပြေးနေဆိုရင်9မိနစ်တောင်ကြာမှာမဟုတ်ပါဘူးနိုင်ငံထဲမှာဆိုရင်တာမန်လမ်းမကြီးတစ်လမ်းမှမရှိပါဘူးဒါပေမဲ့ဒီအချက်တွေကသူ့အတွက်အရေးမကြီးပါဘူး American တောင်ကဒီနိုင်ငံကိုအထူးလေးစားမှုထားရှိရပါတယ်သူကတော့ကမ္ဘာအကြီးဆုံးကက်သလစ်ဘုရားကျောင်းကြီးတည်ရှိရာဗာတီကန်နိုင်ငံပဲဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းကကက်သလစ်ဘာသာဝင်1300ကျော်ရဲ့စိတ်သက်ခွန်အားပေးရာနေရာဌာနပေါ့ဗာတီကန်ရဲ့လူဦးရေက800ကျော်လောက်ပဲရှိတာမို့တရုတ်နိုင်ငံကတာမန်အိမ်ယာတစ်ခုရဲ့လူဦးရေထက်တောင်နည်းပါသေးတယ်ဒီတင်းနေတဲ့နိုင်ငံလေးမှာစားတော့ဆိုင်တစ်ဆက်မှမရှိပါဘူးအစားတော့ဝယ်စားချင်ရင်တော့နိုင်ငံခြားကနေပဲမာစားရတာမျိုးပါတေးခုဖို့နေရာလည်းမရှိတဲ့အတွက်ခရီးသွားတွေကတော့အင်ကြီးအီတလီမှာပဲတေးခုကြရပါတယ်ဗာတီကန်မှာတစ်ခုခုပျောက်ဆုံးသွားရင်တောင်နောက်ဆုံးတော့အီတလီဘက်ကိုပဲသွားရှာရတာပါဗာတီကန်ဟာကမ္ဘာရှားပါးတဲ့ကြားနိုင်ငံတစ်ခုဖြစ်ပြီးကိုယ်ပိုင်တပ်မတော်တော့မရှိပါဘူးဒါပေမဲ့သူတို့ရဲ့တည်ရှိမှုဟာအလွန်အသေးပဲနဲ့နေပါတယ်သူတို့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ကမ္ဘာကြီးငြိမ်းချမ်းဖို့ပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာတွေကိုတင်ဆက်ပေးနေမှာမို့အကောက်ကိုအပေါင်းလေးနှိပ်ထားပါခင်ဗျာ